တော့မော်လမြိုင်ကိုရောက်ပါပြီရှင်ဘူတာကနေစထွက်ပြီးတော့စစ်စေးဂိတ်မှာစစ်စေးစရာကြီးစစ်စေးပြီးသွားရင်သွားပါတော့မယ်ဒီမှာလေးအိုးဝေလေးလည်းရှိရကားရည်လည်းရှိရတကယ်လို့ငှားမယ်ဆိုရင်ဒီရောက်တာနဲ့တခါတည်းတန်းပြီးတော့ငှားလို့ရတယ်သွားဖို့လာဖို့ပူစရာမလိုပါဘူးရှင်အခုဟိုတယ်ကိုသွားပါတော့မယ်ဒါမီနီအိုးဝေအဲ့လိုနေဒီမှာဆိုရင်ရှိရရန်ကုန်မှာတော့မရှိဘူးနေဒီမှာဆိုရင်ဒီလိုအိုးဝေလေးဆိုင်ကယ်လေးကပို့ပြီးအသုံးဖြစ်တယ်အခုမော်လမြိုင်ဟိုတယ်ကိုရောက်ပါပြီရှင်အခု check in ဝင်ဖို့စောင့်နေတယ်ဒါကတော့မော်လမြိုင် vlog ရဲ့ episode 1ပေါ့လေ episode 2မှာအားလုံးနဲ့တူတူပြန်တွေ့ပါမယ်ရှင် episode 2ဆက်ကြည့်ဖို့အတွက် channel လေးကို like and subscribe လုပ်ထားပေးပါအောင်ရှင်တတာ